ငါတို့နဲ့အဆင်ချင်းမတူတော့ဘူးအခုမှနောက်တရနေပြီလားမင်းလဲကြားတစ်ဖွဲ့တည်းဝင်လို့ရပါရဲ့နဲ့ဝူချမ်းလိုစိတ်ပုတ်တဲ့လူနဲ့နီးစပ်သွားခဲ့တာကိုနောက်တစ်ဟုတ်လားငါလုံးဝမရဘူးသူကြားတစ်ဖွဲ့တည်းဝင်ရင်ငါတရားဥပဒေနန်းတော်ရဲ့ချက်စင်တစ်ဖွဲ့တည်းဝင်မယ်ငါရှင်းချင်းတီးသူ့ကိုဘယ်တော့မှရှုံးမှာမဟုတ်ဘူးဘယ်တော့မှနော်နိုးပြီလားမစိုးရိမ်ပါနဲ့ဒါကြားတစ်ဖွဲ့ရဲ့စခန်းပဲဒါဘလူးစတားပေါ်မှာအလုံးကြုံဆုံးနေရငါအိပ်ပျော်နေတာဘယ်လောက်ကြာသွားလဲစခန်းထဲဝင်တွေကသတိမေ့သွားတာအခုဆို3ရက်နဲ့10နာရီရှိပြီသူတို့အားလုံးဟာတာမန်လူတွေကြီးပဲလားဟုတ်တယ်အခုငါတို့စီမှာအားလုံးကိုအစွမ်းလို့ထားစေဖို့အရင်မြင့်မလုံလောက်သေးဘူးဇွန်ဘီတွေကိုခုခံဖို့တာမန်လူတွေနဲ့တနက်တွေကိုပဲအဓိကအားကိုးနေရတာတာမန်ခန္ဓာကိုယ်တွေနဲ့တန်းပေါင်းများစွာသောဇွန်ဘီတွေကိုတားဆီးနေရတာပေါ့ကြာဆုံးမှုတွေအများလားအများတာပေါ့ဇွန်ဘီလိုက်တစ်ခါလာတိုင်းတဝက်မကတေဆုံးကြရတယ်မင်းရောသူတို့ရဲ့ပေးဆက်ရမှုကိုရှော့ချပေးဖို့ကူညီချင်လားငါလားမင်းရဲ့အစွမ်းကဝိညာဉ်တလင်းကြောက်တွေကိုတန့်စင်ပေးနိုင်တယ်တာမန်လူတွေသုံးဆွဲနိုင်အောင်လုပ်ပေးနိုင်တယ်အစွမ်းထက်သူတွေများလေတေဆုံးမှုနည်းလေပဲငါကူညီပါမယ်ငါလုပ်နိုင်တယ်ပြီပေါ့ဘာကြိုးမျက်မှမတောင်းပဲတန်းတဘောတူလိုက်တာပဲစကားနဲ့တဲ့ဟန်ကဲတယောက်တည်းစကားတွေအများကြီးပြောလိုက်ရတော့ပြင်ပန်းသွားပြီးငါချင်းထည့်ခံလိုက်ရတာပဲခင်ဗျားတို့မှလှုပ်เสียပိုကောင်းတဲ့အလုပ်မရှိတော့ဘူးလားလူသားတွေထဲမှာအတန်မာဆုံးဆိုတဲ့လူ3ယောက်ကအခုမှအဆင့်4ယောက်တဲ့စပစ်တီးတစ်တီးလေးကိုပူပေါင်းပြီးချင်းထည့်နေကြတာလားမတတ်နိုင်ဘူးလေမင်းရဲ့အစွမ်းကတီးတန့်ဆန်ပြီးအရန်ရေးပါနေတာကိုငါတို့စီမှာလည်းအလဲအလဲလုပ်ဖို့တန်ဖိုးရှိတာဘာမှမရှိဘူးလူသားတွေရဲ့ရှင်တန်ရက်တည်ရေးနဲ့စစ်တီတွေရဲ့အသက်ပေါင်းများစွာကမင်းလက်ထဲမှာရောက်နေတာငါကအကျိုးမြတ်ပဲကြီးတဲ့သူနဲ့တူလို့လားမတူလို့လားမင်းကအဲ့ဒီလောက်တရားမျှတပြီးနားလည်ပေးနိုင်မှာတော့နောက်ပိုင်းရမယ့်ဝိညာဉ်တလင်းကြောက်အားလုံးကိုငါတို့စီလွှဲပေးလိုက်တော့လေရေပုံဦးခင်ဗျားငါ့ကိုအကြက်ကင်လို့နေပြီမင်းသူ့ကိုပို့ပြီးစောမပေးတင်ဘူးပရိညင်ကိုအတင်းအဓမ္မဖျက်ဆီးလိုက်လို့သူ့စိတ်ဝိညာဉ်စွမ်းအားတော်တော်ထိခိုက်သွားတယ်ဟိုဦးချမ်းဆိုတဲ့ကောင်ကြောင့်လူသားတွေရဲ့တခုတည်းသောမျှော်လင့်ချက်ပျက်စီးမလို့ဖြစ်သွားတာဟန်ကဲသူ့ကိုအပြည့်အဝစစ်ဆေးဖို့ခေါ်သွားလိုက်ကုန်ကြစိတ်မငယ်ပဲသူ့ကိုပြန်ကောင်းအောင်ကူပေးမဲ့နီရှာငါအတွက်လူတစ်ယောက်ကိုချိန်စာတိုက်ပေးဒရိုက်တာဝူရဲ့အဆင့်တန်းနဲ့အာနာနဲ့ဆိုငါ့ကိုလိုသေးလို့လားဒီလူကတော်တော်လေးစွမ်းပုံရတယ်ခင်ဗျားကအလုပ်ပုတ်တွေပဲအထူးပြုလုပ်တာမဟုတ်ဘူးလားဘာလို့စိုးရိမ်နေတာလဲငါဆိုလိုတာကဈေးတိုးတောင်းရမယ်လို့ပြောတာပတ်စံကပြဿနာမဟုတ်ဘူးပြီးအောင်သာလုပ်သဘောတူတယ်ပြစ်မှတ်ရဲ့နာမည်နဲ့ပတ်သက်တဲ့ပစ္စည်းရှိလားကူလင်းရွာငါမရရင်လည်းအဲ့ဒီကောင်ကိုဖျက်ဆီးပြရမယ်ရှေ့တန်းတက်မတော်စီကိုနည်းနည်းလေးမှထပ်မရောက်စေရဘူးအာယူငါအရန်ရင်တုံနေတယ်ဖះကြီးငါဘာလို့သူများနဲ့တယောက်ချင်းခဏခဏတွေ့နေရတာလဲဆီယာမကပြောဖူးတယ်သူများနဲ့စကားပြောရင်သူတို့ဖြစ်ချင်တာကနေစပြောပါတယ်မင်းလုံနိုင်ပါတယ်ငါမင်းကိုယုံတယ်အသက်ပြင်းပြင်းရှူလိုက်မင်းမပြေဝသေးတဲ့ဆန္ဒများရှိလားဆရာဝန်မငါတကယ်ပဲမကူနိုင်တော့တာလားအာငါမှအသက်ရှင်ဖို့တိတ်မကြံတော့လို့မင်းကငါဆန္ဒကိုမင်းနေတာမလားမဟုတ်ပါဘူးငါပြောချင်တာကရှေ့တန်းစစ်တီတွေအနေနဲ့မင်းအတွက်ဘာလုပ်ပေးနိုင်မလဲလို့ပါဟောလန့်သွားတာပဲမသေးရင်အဆင်ပြေပါတယ်ဒါကြီးကဒီအချိန်မှာမပြောသင့်တဲ့စကားပဲအတိပဲလွဲကုန်ပြီငါ့ကိုတက်လိုက်ကြပါတော့ငါနှမကိုဒီကိုခေါ်ပေးလို့ရမလားငါဝူချမ်းကိုပြစ်မထားလို့သူ့ဘေးကင်းရဲ့အတွက်စိုးရိမ်လို့ပါကောင်းပြီလေငါအခုချက်ချင်းသွားခေါ်ပေးမယ်အဲ့ဒီလောက်ထိအလောတကြီးမလိုပါဘူး15မိနစ်နဲ့38စက္ကန့်ငါအမကသူများနဲ့တယောက်ချင်း10မိနစ်မှကစကားပြောခဲ့တယ်ဒါစံချိန်တစ်ပဲငါကမော့ယွန်ပါမော့ဟန်ရဲ့မောင်လေးမြင်းတဲ့အတိုင်းပဲငါအမမှာပြင်းထန်တဲ့လူတော်မတူတဲ့ယောဂ social anxiety ရှိတယ်ဒါပေမဲ့ခင်ဗျားအမကအဆင့်8အစွမ်းထက်ပုဂ္ဂိုလ်မဟုတ်ဘူးလားစွမ်းအားကြီးတာနဲ့လူတော်မတူတာနဲ့ကတီးခြားစီလေးကဲပါလေးအဲ့ဒါနဲ့ပဲသူထွက်ပြေးသွားတာပေါ့ငါစစ်ချက်စာရွက်ကိုနည်းနည်းကြည့်ပေးလို့ရမလားငါအမဘာစစ်ချက်တွေလုပ်ထားတာလဲငါလုံးဝနားမလည်ဘူးမောင်နှမ2ယောက်လုံးယူကြောင်တွေပဲငါတော့တကယ်ပင်ပန်းနေပြီငါမင်းကိုစိတ်ဆရာကြီးချင်းစီခေါ်သွားပေးမယ်သူကဝိညာဉ်ရေးရအထူးကူပဲသူတေချာပေါက်နားလဲမှာပါရွှန်လေးဒီဝိညာဉ်တလင်းကြောက်ကိုဘဲကားရတာလဲမြန်ပြောဟူစိတ်ဆရာကြီးချင်းသူ့တန်ရာကိုအရင်စစ်ပေးပါဦးသူ့စိတ်ဝိညာဉ်စွမ်းအားပြင်းထန်စွာထိခိုက်ထားတာသူသွားပြီးကြံ့ထန်မဟုတ်သေးဘူးလေခင်ဗျားစစ်ချက်စာရွက်ကိုတော့မကြည့်ရသေးဘူးမဟုတ်လားမဟုတ်ဘူးမင်းဘာလုပ်နေတာလဲအပြည့်အဝအသက်စကင်နာကိုတစ်ခါဖွင့်ရင်စွမ်းရင်ဘယ်လောက်ကုန်လဲမင်းသိလားအဲ့ဒါကိုအစစ်နှိတ်အစွမ်းအစရှိတဲ့အမိုက်တယောက်အတွက်သုံးလိုက်တာလားအဖိုးကြီးစကားကိုနည်းနည်းထိန်းပြောပါစာရွက်ကိုတော့မကြည့်ပဲငါ့ကိုသွားပြီးလို့ဆုံးဖြတ်လိုက်တာလားဒါသိပ္ပံအကယ်ဒမီရဲ့သုတေသနပညာရှင်တွေရဲ့အရေးချင်းလား
ဝိညာဉ်နဲ့ပဲမှာမင်းကငါ့ကိုတန်တရားဝင်လာလားမောဟန်တောင်ငါ့ကိုဆရာလို့ခေါ်ရတာငါကသွားပြီဆိုသွားပြီပဲငါကအမိုက်ဆိုအမိုက်ပဲဝိညာဉ်အထူးကူဟုတ်လားဒါဆိုမင်းဝိညာဉ်၃ပါးနဲ့နန်း9ပါးအကြောင်းနားထောင်ဘူးလားဘာဝိညာဉ်၃ပါးနဲ့နန်း9ပါးလဲတခါမှမကြားဘူးလူမှာဝိညာဉ်၃ပါးရှိတယ်မိုးကောင်းကင်မြေကဘာနဲ့အသက်ဝိညာဉ်တိုင်ကွယ်ရွှန်းလင်းတဲ့ယူကျင်းနန်း9ပါးကြတော့ရှိကူဖူရှိကွေရင်ထွန်းစဲဖေးတူချူဝေးနဲ့ချူဖေးချူဝေးမရှိရင်ခန္ဓာကိုယ်အားနဲ့မယ်ကွေရင်မရှိရင်ညံရည်ရော့နေမယ်ဒီတီအိုရီတွေကိုမင်းဘယ်ကတင်လာတာလဲဖြစ်နိုင်ကြတော့ရှိပုံရတယ်ဒီဝိညာဉ်တီအိုရီကငါတို့စီမှာတော့အခြေခံဘူးတူတာပဲဒါတော့မင်းမကြားဘူးဆိုတော့ဝိညာဉ်ထူးကူလို့ခေါ်ဖို့တိတ်မထိုက်တန်ပါဘူးအခြေအမြင့်မရှိတဲ့ရှောက်ပြောချက်တွေနဲ့ငါပညာရက်ကိုလာစိန်ခေါ်တာလားဟုတ်ဒီမှာသူ့ကိုကြိုးမစိုးဘူးရှောင်းရွံစီသူ့ကိုကန်ထုတ်လိုက်မဟုတ်ပါဘူးစိတ်ဆရာကြီးချင်းခင်များအထင်လွဲနေပြီဒါပါလဲခင်များသိလားဒါဇွန်ဘီကပ်ဘေးကိုရှင်ပြိုင်ဖို့လူသားတွေရဲ့ရှင်တန်ရေးမျှော်လင့်ချက်ပဲဒါကိုစောစောဖော်ထုတ်နိုင်လေအသက်တွေကိုပိုကယ်နိုင်လေပဲငါမှဒီအစစ်နှိတ်အစွမ်းရှင်တဲ့ဝိညာဉ်တီအိုရီလာညင်းနေဖို့အချိန်မရှိဘူးသဘောပေါက်လားမဟုတ်ဘူးငါဆိုလိုတာကသူကဟွန်းရတယ်လေလှုပ်ဝက်ထားလိုက်ပေါ့ငါဟာငါစစ်တေနာပတိလေးကိုတွားမိမယ်မြေအောက်တားမြစ်သူတေသနာစီပြင်ပလူကိုခိုးသွင်းလာတာလားမင်းအမပြန်လာရင်မင်းကိုအပြစ်ပေးလိုက်မယ်အဖိုးကြီးရှင်းပြတာကိုတော့လက်မခံဘူးလားလွန်လွန်းတယ်အဲ့ဒါဆိုမင်းကို3လအကြောင်းထောင်ချမယ်မင်းတူရှုံမဟုတ်ရင်တက်ညာပေးမယ်မယုံနှွဲ့နဲ့ယုံလေပူနာလေပဲဒီအကယ်ဒမီမှာချစ်စရာကောင်းတဲ့ပါရမီရှင်လေးတွေနဲ့ပြည့်နေတာပဲမင်းလက်ထဲကဝိညာဉ်တလင်းကြောက်ရဲ့မူလအစကိုငါသိတယ်ပြောစမ်းအမှန်တိုင်းပြောရင်မင်းပြစ်ဒဏ်ကိုတလားလျှော့ပေးမယ်ငါအစွမ်းနဲ့ဖန်တီးထားတာပါဟာမင်းအစွမ်းဆိုတာဘာလဲဆိုတာရောနားလည်လို့လားနားမလည်ဘူးဒါပေမဲ့ဒီတလင်းကြောက်တွေကငါတက်လိုက်တဲ့ဇွန်ဘီရီစီကရတာပေါက်ကရအစွမ်းဆိုတာဖန်ဆင်းရှင်စီးမြင့်တွေရဲ့လောက်ပိုင်ခွင့်ပဲဝိညာဉ်တလင်းကြောက်ဆိုတာပြည့်စုံတဲ့စီးမြင့်အဆောက်အုံစီးမြင့်စွမ်းအားကိုစီစစ်နိုင်စားပြုနေတဲ့နန်းတော်သခင်ရီတောင်မှအဲ့ဒီပြည့်စုံတဲ့စီးမြင့်ကိုမဖျက်ဆီးနိုင်ဘူးမင်းလိုအဆင့်လေးအမိုက်အစွမ်းရှင်ကစီးမြင့်စွမ်းအားရဲ့အနာပင်ကတ်လို့မရဘူးဝိညာဉ်တလင်းကြောက်ရဲ့စီးမြင့်စွမ်းအားကိုဖျက်ပြီးတန့်စင်ပါတယ်လို့လာပြောရဲတယ်ပေါ့ဒီဖိုးကြီးတကယ်သိတာပဲငါလက်တွေ့ပြလို့ရပါတယ်ငါအချိန်ကိုလာမဖြုံးနဲ့အသိပညာကိုမလေးစားတဲ့အပြင်ပောက်ကရတွေလာပြောနေတယ်မင်းကငါတွေးဘူးသမျှအယုတ်မာဆုံးလူငယ်ပဲတည်လိုက်တော့မတားမပဲကျမကြီးစစ်တာကနေအသက်အန္တရာယ်ပါဖြစ်သွားတာလားဒီနေ့ဘာလို့ဒီလောက်ကန်ဆိုးနေရတာလဲသူ့ကိုချုပ်ထားလိုက်အောင်မြင်ရဲ့လားမရဘူးပြစ်မှတ်ရဲ့ဘေးမှာအဆင့်9 2ယောက်နဲ့အဆင့်8တယောက်ရှိနေတယ်ငါကန်ကြမာကိုလှည့်စားပြီးအဆင့်9နဲ့8ကိုလမ်းလွှဲလိုက်ပေမဲ့အဆင့်9နဲ့တွားတိုးတယ်ဒီတစ်ခေါက်ငါဘက်ကဆုံးရှုံးမှုအများများတယ်အနည်းဆုံးတစ်လားလောက်ငါအစွမ်းကိုသုံးလို့ရတော့မှာမဟုတ်ဘူးသူကတက်ရတာအဲ့ဒီလောက်တောင်ခက်တာလားငါတို့ကမစ္စတာဝူကိုပြန်မေးရမှာပါဒီကောင်ကဘာနောက်ခံလဲဘလူးစတာပေါ်မှာလော့အဆင့်အထက်အစွမ်းရှင်သိမရှိပါဘူးဒါပေမဲ့ဒီကောင်ဘေးမှာ4ယောက်တောင်ရှိနေတယ်အများကြီးတည်တာမင်းအတွက်မကောင်းဘူးဒီနေ့အတွက်အခကြေးငွေကိုမကြခင်ပို့ပေးလိုက်မယ်မင်းအစွမ်းပြန်သုံးလို့ရမယ့်အချိန်ပြောအဲ့ဒီကြရင်နောက်တစ်ခေါက်ထပ်ကြိုးစားမယ်နားလဲပါပြီနောက်တစ်ခေါက်လာရောက်အားပေးမှာကိုမျှော်လင့်ပါတယ်မစ္စတာဝူမရဘူးသူကတက်ရက်ခက်လေးမြန်မြန်တက်ရလိမ့်ပဲမတက်နိုင်ရင်ပထမခံစစ်စခန်းမှာလူတွေပိုသေးခိုင်းလိုက်မယ်အော်ဒါနဲ့သူ့မှာရှယ်မျိုးနွယ်စခန်းမှာအမတယောက်ရှိသေးတယ်ဝိညာဉ်တလင်းကြောက်ကိုထိန်းချုပ်ထားတဲ့စီးမြင့်တွေပျက်စီးသွားပြီအတွင်းထဲကရှုပ်ထွေးနေတဲ့စီးမြင့်တွေတကယ်ပဲတန့်စင်သွားတာပဲမယုံနိုင်စရာပဲသူကအဆင့်4ပဲရှိသေးတာဒါကိုဘယ်လိုလုပ်လိုက်တာလဲဒါလူသားတွေရဲ့အံ့ဩဖွယ်ရပဲမင်းပဲအဆင့်ထိဝိညာဉ်တလင်းကြောက်တွေကိုတန့်စင်ပေးနိုင်လဲဒီအသက်ကိုတော့ကဲတင်တယ်ငါဝိညာဉ်တလင်းကြောက်တွေကိုဓာတ်ရိုက်တန့်စင်နိုင်မလားတော့မသိဘူးဒါပေမဲ့ငါနိုင်ယူလိုက်တဲ့ဇွန်ဘီတွေစီကရတဲ့တလင်းကြောက်တွေကတော့အမြဲတမ်းအဲ့ဒီလိုဖြစ်သွားတာပဲငါအဆင့်9ဇွန်ဘီတွေကိုတတ်နိုင်တယ်အော်ဒါပေမဲ့ငါတန်ရမပြောက်မချင်းတော့အဆင့်4ဇွန်ဘီတွေကိုပဲတက်လို့ရအောင်မယ်လောလောဆယ်အဆင့်4ဆိုရင်လည်းရပါတယ်မင်းအဆင့်တက်ဖို့ငါအပြည့်အဝကူညီမယ်ခဏနေဦးစိတ်ဝိညာဉ်စွမ်းအားမပြန်ကောင်းမချင်းအဆင့်တက်လို့မရဘူးလေတောက်ဘသူလဲဟာမသားမှာပဲဘသူလဲသူကလူသားတို့တရက်လုံးရဲ့ပြစ်မှုကျူးလွန်သူပဲစိတ်ဝိညာဉ်စွမ်းအားထိခိုက်တာကိုပြန်ကောင်းအောင်လုပ်လို့မရတော့တာတကယ်ပဲလားဟုမျောလင်းချက်မရှိတဲ့လောက်ပဲဒီအဖိုးကြီးယူသွားတော့မှလားတကယ်ပဲတေချာလို့လားငါမှစိတ်ဝိညာဉ်စွမ်းအားပြန်ကောင်းအောင်လုပ်နိုင်တဲ့နည်းရှိကောင်းရှိလိမ့်မယ်စစ်တေနာပတိလေးဘာလို့ကောင်းကားပြင်းပြင်းကိုက်နေရတာလဲမင်းသိလားသူစိတ်ဝိညာဉ်စွမ်းအားလည်းပြင်းထန်စွာထိခိုက်ထားလို့ပဲ
သူကအဆင့်9ရောက်ရမှာကိုအခုအဆင့်10အစွမ်းရှင်တွေကိုပဲတိုက်နိုင်တော့တယ်ငါနှစ်တိုင်တိုင်းငါနှစ်အပြည့်ငါတို့အကယ်ဒမီတစ်ခုလုံးနီးလန်းရှာခဲ့ပေမဲ့ဟူးအဆင့်4ဆိုလဲအဆင့်4ပေါ့ဘာမှမရှိတာထက်စာရင်ပိုကောင်းပါတယ်ဒါဆိုငါပြပေးမယ်လေအချိန်မဖြုံးပါနဲ့တွေ့လားခင်ဗျားစိတ်ဆက်ပြန်ပြီးအင်းပါလုပ်ပါအောင်မင်းမတကယ်နီးလန့်ရှိရင်နောက်ဆိုမင်းကငါဆရာပဲမလိုပါဘူးငါမှဒီလိုစိတ်ဆက်တဲ့တပည့်မျိုးမတင်ပေးချင်ပါဘူးတနေ့နေ့ကျရင်စိတ်တူပြီးငါ့ကိုပြန်လိုက်တတ်နေအောင်မယ်မင်းသာစိတ်ဝိညာဉ်စွမ်းအားကိုပြန်ကောင်းအောင်လုပ်ပေးနိုင်ရင်တောင်းပန်ရုံတင်မကဘူးမောဟန်ကိုပါမင်းနဲ့ထိမ်းများပေးမယ်လက်လင်မရဟုတ်လားဒါဆိုရင်တော့ခင်ဗျားငါတပည့်ဖြစ်တာပိုကောင်းမယ်မင်းကမောဟန်ကိုတော့အထင်သေးတာလားသူကအကယ်ဒမီရဲ့တခင်မအဆင့်8အစွမ်းရှင်မဟာလူတန်ကြီးလေစကားတွေတိတ်မပြောနဲ့တော့တေချာကြည့်ထားနောက်တစ်ခေါက်ထပ်လှုပ်လိုက်ဦးဟာတကယ်ပြန်ကောင်းသွားပြီဟာစစ်တေနာပတိလေးပြန်ကောင်းတော့မယ်လူသားတွေဘေးကင်းပြီဟာဒါနည်းနည်းလုံမနေဘူးလားသူယူမသွားပါဘူးနော်ဒီလူတွေရဲ့မျက်လုံးတွေကကြောက်စရာကြီးဘာလို့ချင်နေကြတာလဲငါ့ကိုသူတေသနာလုပ်ဖို့လှီးဖြက်ချင်နေတာတော့မဟုတ်ပါဘူးနော်စိတ်အေးထားကြပါအားလုံးပဲစိတ်အေးထားပေးပါဆရာကြီးကအခုအဆင့်၄ကိုရောက်နေတာဆိုတော့အစွမ်း၄မျိုးရှိရမယ်ကြံတဲ့အစွမ်းတွေကဘာတွေလဲဟင်အရင်ဆုံးငါ့ကိုလွတ်လိုက်ပါဦးငါပြပါမယ်ဟုတ်ကဲ့ဆရာကြီးပထမအဆင့်အစွမ်းကတော့ခုနကဝိညာဉ်တလင်းကြောက်တွေကိုတန့်စင်လိုက်တဲ့အစွမ်းပဲအဆင့်၄အစွမ်းကတော့စိတ်ဝိညာဉ်စွမ်းအားကိုပြန်ကောင်းစေတဲ့ဝိညာဉ်ပလဲကိုဖန်တီးပေးနိုင်တာဒုတိယအဆင့်အစွမ်းကိုတော့ငါဝိညာဉ်ညှင်းစစ်လှည့်လည်ခြင်းလို့ခေါ်တယ်ဝိညာဉ်ခေါ်ယူတာပေါ့ဒါကပြင်းထန်တဲ့တိုက်ခိုက်ရေးစွမ်းရည်ပဲဆရာကြီးအခုအများဆုံးဝိညာဉ်ဘယ်လောက်စေခိုင်းနိုင်လဲ900ဝန်းကျင်ပေါ့နောက်ပိုင်းပိုများလာမှာပါတတိယအဆင့်အစွမ်းကိုတော့မစမ်းရသေးဘူးတတိယအဆင့်အစွမ်းကတန်တရားလဲခြင်းလားစမ်းကြဲလိုက်တာကောင်းကင်နဲ့မြေကမ္ဘာနယ်နိမိတ်ကိုကြော်လွန်တဲ့စွမ်းရည်မျိုးကဒီလိုအဆင့်နှိမ့်မှာမပေါ်သင့်ပါဘူးငါအစွမ်းလို့ထားတာရက်ပိုင်းပဲရှိသေးတော့တေချာမလေ့လာရသေးဘူးဆရာကြီးရဲ့အစွမ်းကအရန်အားကောင်းတာပဲလူသားတို့တစ်ရက်လုံးအတွက်ကျေးဇူးပြုပြီးပိုတန်မအောင်ကြိုးစားပေးပါပြီးတော့ကိုလည်းကာကွယ်ပါဒီလူတွေကရောဘာလို့သူ့ကိုဆရာတခင်လို့ခေါ်နေကြတာလဲလူတော့မတိုးတဲ့မောဟန်ကမှပိုပြီးစိတ်ချရသေးတယ်ငါမကိုခေါ်လာပေးပြီလားမရခဲ့ဘူးရှင်းချင်းတီကလွတ်မပေးဘူးအဲ့ဒါမဟုတ်ဘူးမင်းအမရဲ့အခြေအနေကပုံမှန်မဟုတ်ဘူးသူ့မှာရေးရေးလေးတတိရှိနေတယ်ငါ့ကိုမယုံမဲခေါ်သွားခွင့်မပေးဘူးအဲ့ဒါကြောင့်မင်းကိုပါခေါ်ပြီးနှစ်ယောက်တူသွားခေါ်မလို့ပြန်လာတာသူတတိရှိနေတယ်ဟူဒီနေ့ဘာလို့ဒီလောက်ကန်ဆိုးနေရတာလဲအရာအဆင်မပြေလိုက်တာအဟုတ်တောင်းပန်ပါတယ်ခုနကမင်းယောက်ျားကိုငါတတ်မလို့ဖြစ်သွားတယ်ယောက်ျားဟုတ်လားဟုတ်တယ်ငါမင်းကိုဆရာကြီးနဲ့ထိမ်းများပေးလိုက်ပြီးငါရှိတဲ့အချိန်ကျရင်သူ့ကိုဆရာတခင်လို့ခေါ်ငါမရှိရင်တော့ယောက်ျားလို့ခေါ်ပေါ့ငါတို့ကိုခေါ်ဝေါ်နဲ့ကိုတုံးကြတာပေါ့ငါကမင်းကိုဆရာဇနီးလို့ခေါ်မယ်မင်းကငါ့ကိုဆရာလို့ခေါ်ပေါ့ဒါဘာတွေလျှောက်ပြောနေတာလဲအာပျက်စီးသွားပါစေတော့ဒါဆိုငါကတကြောင်လုံးရဲ့ဆရာတခင်မဖြစ်မသွားဘူးလားတော်ကြတော့အဲ့ဒါတွေကိုနောက်မှဆွေးနွေးမယ်အရင်ဆုံးငါအမကိုတွားခေါ်ကြရအောင်ဟုတ်တယ်တွားခေါ်ကြတာပေါ့ဒီနေ့တကယ်ကန်ဆိုးတာပဲနှစ်ခါတောင်ပျက်စီးလိုက်ရတယ်ဖះကြီးမင်းပါတွေ့လို့လဲဒါချိန်စာပဲတယောက်ကကန်ကြမကျုံးမြင်ကိုမှွေနောက်ပြီးသူ့ကိုတေးပေးကြုံအောင်လုပ်ထားတာဒါကြောင့်မို့လို့အဖိုးကြီးချင်းကငါ့ကိုမြင်ချင်းမုန်းပြီးယူမူလိုက်တက်နေတာတရခန်ကိုရှာရှင်းပြလိဖြတ်လိုက်ဘသူလဲဝူချမ်းမဲ့ဖြစ်ရမယ်သူငါ့ကိုအသေးမုန်းနေတာအဲ့ဒီလိုလောက်ကြံသူမျိုးကိုသူပဲငားနိုင်မှာမကောင်းတော့ဘူးသူငါအမကိုပါပြစ်မှတ်ထားရင်ဒုက္ခပဲနန်းတော်တခင်မမော့ငါ့ကိုမြန်ခေါ်သွားပေးပါသူတကယ်အသက်မရှင်ကျင်တော့ဘူးပဲလူသားတွေရဲ့မျောလင့်ချက်ကိုလာချောင်းမြောင်းရဲတယ်ပေါ့နန်းတော်အဖွဲ့ဝင်တွေအားလုံးငါနဲ့အတူစစ်ထွက်ကြစမ်းဝူဘာလို့ငါ့ကိုဘာမှမမှတ်မိကြတော့တာလဲအမတ်တောင်ငါ့ကိုမေ့သွားပြီ
ပင်မလိုက်တာအားလုံးပျက်စီးသွားပါစေတော့သူအရန်စိတ်လှုပ်ရှားနေတယ်ငါတေချာမထိန်ရင်ပြုတ်ကြပြီးတည်လိမ့်မယ်မြင်မြန်ရင်းနှီးတဲ့အကြောင်းအရာတစ်ခုရှာပြီးသူ့အာယုံကိုလွှဲမှအကယ်ဒမီကလူတွေကတော်တော်စိတ်ဝင်စားဖို့ကောင်းကြတာပဲနော်ဟုတ်တယ်သူတို့ကနည်းနည်းတော့စိတ်သက်ဆက်ဆန်းကြတယ်ဘာလို့လဲဆိုတော့သူတို့တွေကတယောက်ချင်းစီကဝိညာဉ်တလင်းကြောက်အများကြီးကိုမျိုးချထားကြလို့ပဲဘာလို့လဲဝိညာဉ်တလင်းကြောက်အများကြီးမျိုးချရင်ယူသွားတတ်တယ်မဟုတ်ဘူးလားသူတေသနာတော့ပေါ့ဆရာကြီးချင်းကဝိညာဉ်တလင်းကြောက်တွေကိုတာမန်လူတွေသုံးနိုင်တဲ့အဆင့်ထိတန့်စင်ဖို့တနိဋ္ဌာန်ချထားတာဒီကဲတင်ချင်းနီလန်ကအကယ်ဒမီအဖွဲ့ဝင်တိုင်းရဲ့ရည်မှန်းချက်ပဲသူတေသနာမှာကိုယ်တိုင်ကြုံတွေ့ရတာကပိုပြီးအချက်လက်ဆုံးတာပေါ့မင်းအခုမြင်နေရတဲ့သူတွေကတတိထားမိသေးတဲ့သူတွေပါတချို့ဆိုကိုပိတ်လောင်ထားကြတယ်တေချောင်းကြံသွားသူတွေလည်းအများကြီးပဲငါထင်တာတော့ဒီကက်ဘေးမှာလူတိုင်းကကိုရှင်တန်ရေးကိုပဲကြည့်ကြတယ်မှတ်နေတာဒါပေမဲ့မမြင်ရတဲ့ထောင်ဆုံးတွေမှာစူးစမ်းပေးဆက်နေကြတဲ့သူတွေအများကြီးပဲနောက်ဆိုသူတို့ဝိညာဉ်တလင်းကြောက်တွေမျိုးချစရာမလိုတော့ပါဘူးတခြားသူတေသနာတွေကိုပဲလုပ်လို့ရတော့မယ်ဟုတ်တယ်မင်းကအကယ်ဒမီရဲ့မျှော်လင့်ချက်ပြရုပ်ပဲဟေးမင်းစိတ်မလှုပ်ရှားတော့ဘူးပဲဥပြရှန်ချင်းတီနဲ့လင်းယွန်တို့စစ်ဆက်ထားတာပြတ်သွားတဲ့အကြောင်းကြားပြီးပြီလားသူတို့ကငငယ်လေးကခွဲလို့မရအောင်စစ်စစ်ခဲ့ကြတာလေဘာလို့ပြတ်သွားရတာလဲသတင်းတွေရတော့လင်းယွန်ကအရင်စစ်ဆက်ကြောင်းလမ်းမှုဖြစ်လိုက်တာလေမင်းတို့ကလည်းသူများကိစ္စတွေကိုရှောက်ဆွတ်ဖက်နေကြတယ်ဒီကပ်ဘေးမှာရှယ်မျိုးနွယ်စခန်းမှာနေရတာကိုပဲကျေးဇူးတင်ကြပါဦးတခင်တို့ရဲ့မိသားစုရေးကိုရှောက်မပြောကြနဲ့ဘေးနားကဝူကျူးစခန်းကိုကြည့်ပါဦးလူတွေတဲဆုပ်ထဲမှာနေရပြီးအစားပင်ဝအောင်မစားရဘူးဘလို့အဲ့ဒီအဆင့်ထိရောက်သွားရတာလဲရှန်ချင်းတီရဲ့ဒေါသကိုလင်းယွန်ကမခံနိုင်လို့ဖြစ်မှာပေါ့မရှယ်ဒေါသထွက်တာဘာဖြစ်လဲသူကလှတယ်ပါရမီရှိတယ်ပြီးတော့ဒီကြီးမားတဲ့ရှယ်မျိုးနွယ်စခန်းကိုဆက်ခံရမှာအဲ့ဒီလိုတက်တောင့်တက်တာဘဝမျိုးကိုသူဘာလို့လက်မခံနိုင်ရတာလဲဟုတ်ပါစိတ်လိုက်မှန်မှာစစ်ဆက်ကြောင်းလမ်းမှုကိုဖြစ်လိုက်တာရှန်ချင်းတီလိုမိမမျိုးနောက်တစ်ခါဘယ်တော့မှရမှာမဟုတ်တော့ဘူးဟင်းလင်းယွန်ပြန်လာပြီလားဒီမိန်းကလေးကမင်းရဲ့ချစ်သူလားအရန်လာတာပဲတော်တော်ဝမ်ဦးလေးလီဦးလေးကြောက်တောင်းပန်ပါတယ်ငါမြင်မြန်ပြန်လာလို့စင်းတာနည်းနည်းလွဲသွားတယ်ဂူလင်းယွန်မင်းဘာလို့ပြန်လာတာလဲနန်းတော်တခင်မမော့ခင်ဗျားဘာလုပ်နေတာလဲနန်းတော်တခင်မမော့ဟန်လားရှေ့တန်းတမတော်ရဲ့နန်းတော်တခင်၃ယောက်ထဲကတစ်ယောက်လေဖျားရည်အဆင့်၈မဟာအစွမ်းရှင်ကြီးလင်းယွန်ကသူ့ကိုခေါ်လာတာပေါ့ဒီတက်တောင့်တက်တာဘဝကြီးကတော့ညင်းလို့မရဘူးပဲဦးလေးရှင်ချင်းတီနဲ့ငါအကြောင်းကိုတော့တောင်းပန်ပါတယ်ဦးလေးစိတ်ပြအောင်လုံးမိသွားပြီးငါမင်းကိုမပြစ်တင်ပါဘူးငါသမီးကိုတေချာမဆုံးမခဲ့တဲ့ငါဖြစ်ပါအဖေဘာလို့အမြဲတမ်းသူ့ဘက်ကပဲယက်တီနေရတာလဲသူကသမီးကိုစစ်ဆက်ကြောင်းလမ်းမှုဖြစ်ခဲ့တာလေအရှက်ရတာကအဖေနဲ့သမီးပါသူမဟုတ်ဘူးလက်ခုပ်ဆိုတာနှစ်ဖက်ရိုက်မှမြည်တာတန်ရောစင်ဆိုတာအတင်းအဓမ္မလုပ်လို့မရဘူးငါလင်းယွန်ရဲ့ရွေးချယ်မှုကိုလေးစားတယ်အဖေတော်တော့ပြီးတာတွေပြီးသွားပြီးဆက်ပြောနေလဲအတိတ်ပဲမရှိဘူးဒီမွေးစားအမကတကယ်လာတာပဲသတိမိနေတဲ့လူနဲ့တောင်မတူဘူးတွေ့ရတာဝမ်းသာပါတယ်ငါမင်းရဲ့အကိုပါငါအတန်ကြားရလားအကိုမင်းကိုပထမခံစစ်စခန်းစီခေါ်သွားပေးမယ်နော်โอเคသူစိတ်ဝိညာဉ်ကဘာမှညှင်းဆန်မှုမရှိဘူးပြန်တဲ့လမ်းမှာအရန်ကယူးဆိုင်တော့သူကအခုအရန်အားနေနေတာလေတိုးရင်တော့ငိမ့်သွားနိုင်တယ်ဖျောင်းနိုင်ပြီလို့ပဲလင်းယွမ်မကြခဏပြန်လာလဲနော်ခံစစ်စခန်းရောက်ရင်တော့တေချာကတ်တွေပြီးနေတေချာအဆင့်တက်လူသားတွေရဲ့အတန်မာဆုံးပုံကိုဖြစ်အောင်လုပ်ဦးလေးရှင်ငါ့ကိုပြုစုပြောထောင်ပေးခဲ့တဲ့ကျေးဇူးကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးနောက်ပိုင်းဦးလေးကျမ်းမာရေးအတွက်ငါတာဝန်ယူပါမယ်ဟဲအေးပါကွာငါတို့ကကပ်ပေးထဲမှာနေရတာဘေးအန္တရာယ်တွေကနေရာတိုင်းမှာရှိတယ်အနားယူရဲဆိုတာမရှိပါဘူးမင်းတို့မောင်နှမတွေနဲ့ချင်းတီကြီးပြင်းလာတာကိုမြင်ရရင်ပဲငါအတွက်ကျင်းနေပါပြီအဲ့ဒီလိုမဟုတ်ပါဘူးဦးလေးရှင်ကအသက်ရကျော်ထိရှင်တန်ရမှာပါသူအသက်ရကျော်ရှင်မရှင်တော့မသိဘူးဒါပေမဲ့မင်းအသက်ကတော့တိုးတော့မှတေချာတဲ့ဦးချမ်းမင်းရှယ်မျိုးနွယ်စခန်းအဝင်ဝကိုလာပိတ်ရဲတယ်ပေါ့မဟာမိတ်အဖွဲ့ရဲ့စီးမြင့်အစ်စ်ကိုမေ့သွားပြီလားစခန်းချင်းချင်းတီးတန့်တိုက်ခိုက်ခွင့်မရှိဘူးစီးမြင့်ဟုတ်လားဒီကပ်ဘေးထဲမှာလားအင်အားကြီးတဲ့သူကတခင်ပဲမင်းကအဆင့်6အကူကြီးပေးအစွမ်းရှင်ပဲရှိသေးတာငါဒီမှာရှိတဲ့လူအားလုံးကိုတတ်လိုက်ရင်ရောမင်းကကိုဘာလုပ်နိုင်မှာလဲမင်းဒီနေ့မင်းပြောတဲ့စကားတွေကိုမဟာမိတ်အဖွဲ့စီအမှန်တိုင်းသတင်းပို့မယ်စစ်တေနာပတိလေးနဲ့နန်းတော်တခင်ရဲစီသတင်းပို့မယ်သူကငါရဲ့အကာအကွယ်အောက်မှာရှိတယ်နန်းတော်တခင်မမော့ဒီနေ့မင်းကကိုတားလို့မရဘူးနန်းတော်တခင်မမော့မဝင်ပါနဲ့ဆင်းလာပြီးငါနဲ့စကားပြောရအောင်စိတ်ဆရာကြီးလင်းကြားခင်ဗျားဘာလို့ဝူချမ်းကိုကူညီနေတာလဲစိတ်ဆရာကြီးလင်းကလည်းအဆင့်8အစွမ်းရှင်ပဲသူနန်းတော်တခင်မမော့ကိုတားထားလိုက်ပြီငါတို့အတူတူတိုက်ရင်တော့ဝူချမ်းကိုတားနိုင်မှာမဟုတ်ဘူးဒုက္ခပဲဂူလင်းယွန်ဘာပြဿနာတွေရှာလာခဲ့တာလဲအဆင့်9နဲ့အဆင့်10တက်ကျွမ်းသူတွေကသူ့ကိုလိုက်တက်နေကြတယ်ငါတို့တော့တည်ပြီတက်တောင့်တက်တာဘဝကြီးတော့ပြီးသွားပြီထင်တယ်ကောင်းလေးဘလို့တည်ခြင်းလဲဆုံးဖြတ်ပြီးပြီလားစိတ်ဆရာကြီးလင်းဝူချမ်းကတက်ချင်နေတာခင်ဗျားဘာလို့မတားတာလဲမဟာမိတ်အဖွဲ့ရဲ့စိတ်ဆရာကြီးအနေနဲ့လူသားအလုံးကိုကာကွယ်ရမှာမဟုတ်ဘူးလားဟုစိတ်ဆရာကြီးဝူချမ်းကတူတူအတွက်ကလဲစားချေချင်နေတာငါကဘာလို့ပေးလို့ရမှာလဲအဆင့်9လောက်အဆင့်နဲ့အခုမှအစွမ်းနိုးထဆာအဆင့်နဲ့အစွမ်းရှင်
ဘသူကပိုလေးနဲ့လဲနန်းတော်တခင်မမော့မင်းနားမလဲသေးဘူးလားအဲ့ဒီလိုမဟုတ်ပါဘူးဝူချမ်းကတခုခုအကျိုးအမြတ်ပေးထားလို့ဖြစ်ရမယ်ငါတို့အခုဘာလုပ်ကြမလဲနီလန်မြန်မြန်စဉ်းစားကြပါဦးမောဟန်မင်းဘာလို့အဲ့ဒီလောက်တုံးရတာလဲဝူချမ်းမင်းကရှယ်မျိုးနွယ်စခန်းထဲမှာတက်ချင်တယ်ပေါ့ငါအလောင်းကိုကြော်သွားလိုက်အဖေဖယ်ဆန်းမင်းတို့လိုအရေးမပါတဲ့ချင်းကောင်တွေကတန်းစီပြီးတေးချင်နေကြတာလားငါတို့လင်းရွံကြီးပြင်းလာတာကိုကြည်လာခဲ့တာမင်းသူ့ကိုစိတ်ကြိုက်တတ်တာကိုပြစ်ထားမှာမဟုတ်ဘူးကပ်ပေးစဖြစ်တုန်းကငါမိမတေးခဲ့တယ်ငါသားနဲ့သမီးလည်းတေးခဲ့တယ်ငါအသက်ရှင်လာတာတော်တော်ကြာလာပြီဝူချမ်းမင်းမှာတတိရှိရင်ငါတို့ရှယ်မျိုးနွယ်စခန်းကလူ36တူးညလုံးကိုတက်လိုက်ကောင်းပြီလေမင်းဆန္ဒကိုငါဖြည့်ဆည်းပေးမယ်ဂူလင်းရွာမင်းသားယောက်ျားဟုတ်ရင်ရှယ်မျိုးနွယ်စခန်းထဲကနေချက်ချင်းထွက်သွားလိုက်ငါတို့လူတွေကိုဘေးမတိယောဂမရှိအောင်မလုပ်နဲ့ချင်းတီပါဇက်ပိတ်ထားစမ်းအဖေလူတယောက်အတွက်နဲ့စခန်းတစ်ခုလုံးကိုတေခိုင်းတော့မလို့လားငါမင်းကိုပါဇက်ပိတ်ထားလို့ပြောနေတယ်နောက်တစ်ချိန်ငါ့ကိုအကြက်ကင်ပြန်ပြီးအင်းအားငါမှအင်းအားမရှိသေးဘူးအားနေတဲ့သူတွေကပဲအမြဲတမ်းစိတ်ကြိုက်အသက်ခံနေရတော့မှလားဝူချမ်းငါမင်းနဲ့လိုက်ခဲ့မယ်တခြားလူတွေကိုဒုက္ခမပေးပါနဲ့လင်းရွာမဟုတ်ဘူးအလုံးစုံတော့သူ့ကိုအသေးတိုက်ကြတာပေါ့ဝူချမ်းငါ့ကိုတတ်မှာမဟုတ်ပါဘူးသူငါ့ကိုထိန်းချုပ်ဖို့အကြောင်းပြချက်ရှာနေတာဟာဟာမင်းတော်တော်ပါတာပဲငါမင်းကိုထိန်းချုပ်ချင်ခဲ့တာအမှန်ပဲဒါပေမဲ့ငါမလုပ်နိုင်ဘူးအဲ့ဒါကြောင့်ဒီနေ့မင်းတေကိုတေးရမယ်အိုးငါခံမှန်းတာလွဲသွားပြီဂူလင်းယွန်ရှောင်းလိုက်ဝူချမ်းဆရာကြီးအစဉ်ပြေရဲ့လားတောင်းပန်ပါတယ်ငါတို့နောက်ကျသွားတယ်နောက်မကျပါဘူးကွက်တိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အဖိုးကြီးလင်းမင်းသားကအဆင့်9ကိုရောက်သွားရုံနဲ့မဟာမိတ်ဖွဲ့ကိုမင်းပိုင်နဲ့မှတ်နေတာလားမင်းခွေးကိုငါအကယ်ဒမီကလူတွေကိုကြိုက်ဖို့လွှတ်ရဲတယ်ပေါ့ခင်ဗျားဘသူကိုခွေးလို့ခေါ်တာလဲမင်းမွေးထားတဲ့ခွေးကခွေးမမသိတဲ့အသိစိတ်ကင်းမဲ့နေပုံရတယ်မင်းအဆင့်ကအဆင့်9ပဲရှိသေးတာကိုငါ့ကိုစော်ကားရဲတယ်ပေါ့ဦးချမ်းပါဇက်ပိတ်ထားစမ်းစိတ်ဆရာကြီးချင်းဆိုတာစစ်တေနာပတိလေးနဲ့နန်းတော်သခင်မော်တို့ရဲ့ပုံစရာပဲလူသားတွေရဲ့သူရဲကောင်း3ယောက်ထဲက1ယောက်စိတ်ဆရာကြီးချင်းကသူ့အတွက်အာမခံပေးထားမှာတော့ဒီနေ့ကိစ္စဒီမှာပဲပြီးပါစေဟာဟာဟာဒီမှာပဲပြီးရမယ်ဟုတ်လားမင်းခွေးတကောင်ခေါ်လာပြီးငါဆရာကိုတက်ခိုင်းတဲ့အခုကြမှာဒီတိုင်းထွက်သွားချင်တာလားအိမ်မက်မက်နေလိုက်ဆရာကြီးကိုထိခိုက်အောင်လုပ်ရဲတယ်ပေါ့ဒါဆိုလဲအသေးလဲတိုက်ကြတာပေါ့မင်းအသက်နဲ့ပြန်ပေးဆက်ရမယ်ဆရာကြီးဒီလူတွေယူနေကြတာလားလင်းရွံကစစ်တေနာပတိလေးရဲ့ဆရာပေါ့ဒါဆိုသူကဆရာကြီးဖြစ်မသွားဘူးလားနောက်ပြောင်နေတာလားသူကအဆင့်4အမိုက်လေးဘလို့လုတ်ဖြစ်နိုင်မှာလဲနောက်တစ်ခွန်းထပ်ပြောရင်မင်းကိုငါချက်ချင်းခုတ်တက်ဖြစ်မယ်လေဒါတော့ဒုက္ခပဲဒီကောင်ကဘာနောက်ခံမှုလို့လဲဟိုယူနေတဲ့အဖိုးကြီးချင်းတောင်ထွက်လာတဲ့ဝူချမ်းကလည်းမဟာမိတ်ဖွဲ့ရဲ့စိတ်ဆရာကြီးတယောက်ပဲလူသားအင်အားရဲ့အဓိကတောက်တိုင်ပဲကျေးဇူးပြုပြီးစိတ်ဆရာကြီးချင်းသူ့အသက်ကိုချမ်းသာပေးပါဆရာကြီးသဘောကဘာလဲသူ့ကိုတက်လိုက်ရင်အဖွဲတင်းနဲ့စစ်ဖြစ်လိမ့်မယ်သူ့ကိုအရင်စွမ်းအားမဲ့သွားအောင်မတန်ဆွမ်းလုပ်လိုက်မယ်ရှယ်မျိုးနွယ်စခန်းကိုပြန်မကစားနိုင်အောင်ပေါ့နှစ်လကြာရင်ငါကိုယ်တိုင်ပြန်လာတတ်မယ်လေဘာလို့ငါ့ကိုရိုက်တာလဲမင်းမိသားစုကိုတစ္ဆာဖောက်လို့ပဲငါစခန်းအတွက်စဉ်းစားပေးရုံပါငါဘာမှလို့လဲဂူလင်းရွံတယောက်တည်းကိုကဲဖို့နဲ့တခြားလူတွေအားလုံးတည်သွားရင်ဘယ်လိုလုပ်မလဲအားလုံးတည်သွားရင်လည်းမင်းထွက်ပြေးပုံးနေတေချာလေ့ကျင့်ပြီးအဆင့်တက်မင်းတမလာတဲ့အခါကျမှငါတို့အတွက်ကက်လက်စားချပေးကလေးမဒီကက်ဘေးထဲမှာအသက်ဆိုတာတန်ဖိုးမရှိဘူးဒါပေမဲ့ငါတို့မာနကိုတော့အပြောက်ခံလို့မရဘူးမဟုတ်ရင်ငါတို့ပုံမြင်မြန်နဲ့ပိုတနာစရာကောင်းအောင်တေးရလိမ့်မယ်မနှက်ဖြန်ကြရင်ပထမခံစစ်စခန်းရဲ့တရားဥပဒေနန်းတော်စီသတင်းပို့အဆင့်9မရောက်မချင်းပြန်မလာနဲ့တချစ်လေးသူအရင်ကလှူရှားခဲ့ဘူးလားတေချာလားဟုတ်တယ်ဝူချမ်းငါကိုတက်ခါနေတော့ငါပဲသူ့ရဲ့အခုချိန်တွေကိုငါခန်းစားကြည့်လိုက်တယ်ရှယ်မျိုးနယ်စခန်းမှာတော့ငါထပ်ပိုးဆိုးနေတယ်သူ့စိတ်ဝိညာဉ်လှိုင်းထွက်မှုတွေကအရန်အားနေသွားပြီ
စွမ်းအင်လိုအပ်နေတယ်လို့ပဲဟုတ်တယ်စွမ်းအင်ဝိညာဉ်တလင်းကြောက်တွေကသူ့ကိုဖြည့်ဆည်းပေးနိုင်မလားတာမန်ဝိညာဉ်တလင်းကြောက်တွေဆိုမရတာတေးကြတယ်ဒါပေမဲ့တန့်စင်ထားတဲ့ဝိညာဉ်တလင်းကြောက်တွေဆိုရင်တော့စမ်းကြည့်တဲ့နယ်ငါတို့စမ်းသက်ပြီးပြီတာမန်လူတယောက်ကတန့်စင်ထားတဲ့ဝိညာဉ်တလင်းကြောက်ကိုမျိုးချပြီးရင်ပြန်တန့်စင်ဖို့တရက်အပြည့်ကြာတယ်အစားဖို့စားချင်တာကလွဲရင်ဘာဆိုးကျိုးမှမတွေ့ရဘူးခန္ဓာကိုယ်စွမ်းဆောင်ရည်တွေအများကြီးတိုးတက်လာတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကမင်းအပေါ်ပဲမူတည်တယ်Text 4အဆင့်တကူဆက်ထောက်ပံ့ပေးအဆင့်1ပြီးရင်အဆင့်2သွားအဆင့်2ပြီးရင်အဆင့်3သွားဒီလောက်များပြားလာတဲ့ဝိညာဉ်တလင်းကြောက်စွမ်းအင်ကိုသူကုံအောင်စုပ်ယူလိုက်တာပဲဒါပေမဲ့သူ့အင်အားကအဆင့်1အဆင့်ပဲရှိသေးတယ်ဒါမဖြစ်နိုင်ဘူးဒီကောင်မလေးကိုနိုးထစေဖို့ကုန်ကြစေးကကြောက်စရာကောင်းတော့အောင်မြင်မာနေတယ်အဲ့ဒါတွေပြင်တန့်စင်ထားတဲ့ဝိညာဉ်တလင်းကြောက်တွေကြီးပဲဖြစ်ရမယ်မင်းပေးထားတဲ့ဝိညာဉ်တလင်းကြောက်ဘယ်လောက်နည်းလဲဆိုတာမင်းမသိဘူးလားစိတ်ဆရာကြီးချင်းကသူ့တေသနာအတွက်တုံးလိုက်တာတွေရှိတယ်အခုမင်းကိုပေးလိုက်တာကြံတာကုန်ပဲလေဒါနဲ့စစ်တေနာပတိလေးငါပေးတဲ့ဝိညာဉ်ပလဲကထိရောက်ရလားထိရောက်ပါတယ်ဒါပေမဲ့ခေါင်းကိုက်တာတက်တာယုံပဲရှိသေးတယ်ပြန်ကောင်းလာမဲ့အရေးရောင်မတွေ့သေးဘူးအဲ့ဒါမင်းတောက်တာမလုံလောက်သေးလို့လေဆရာကြီးတာအဆင့်9ရောက်လို့လုံလောက်တဲ့ပမာဏရရင်စစ်တေနာပတိလေးရဲ့အဆင့်6စွမ်းအားပြန်ရဖို့ပြဿနာမရှိဘူးဟဲညီမလေးကစားဖို့ဝိညာဉ်တလင်းကြောက်လို့တယ်ကြားတက်ဖွဲ့ကအဆင့်တက်ဖို့လိုတယ်ငါကိုယ်တိုင်လည်းအဆင့်တက်ဖို့လိုတယ်စစ်တေနာပတိလေးကလည်းတောက်ဖို့ဝိညာဉ်ပလဲလိုတယ်ကျွတ်ငါတော့နွားလိုခိုင်းစားခံရတော့မှာပဲမင်းကအဆင့်9မဟာအစွမ်းရှင်ကြီးလေလူသားမဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင်ကြီးမဟုတ်ဘူးလားဘာလို့စကားပြောတာဒီလောက်နှာခေါင်းရှုံစရာကောင်းနေရတာလဲခေါင်းဆောင်ကြီးဟုတ်လားငါကဖြစ်ချင်လို့ဖြစ်နေတာမှတ်လို့လားမင်းတို့သာအသုံးဝင်ရင်ငါရှောက်လို့နေစရာတော့မလိုဘူးဟွန်းမနာလိုစရာကြီးတန်မိုးရှိလုံးလို့ညီးတွဲနေတာကိုဘသူကထင်မှလဲလေမကြသေးမီကကွဲထွက်လာတဲ့ဇွန်ဘီအုပ်စုအချို့ခန်းစစ်လိုင်းကိုထိုးဖောက်သွားကြတယ်အတမဆုံးကအဆင့်6ပဲရှိသေးတယ်မင်းအဖွဲ့တစ်ဖွဲ့ကိုဥဆောင်ပြီးရှင်းထုတ်လိုက်မင်းရဲ့လက်ရှိအင်အားနဲ့ဆိုပြင်ပအနေနဲ့နေမြေရီစီတွားဖို့မသင့်တော်သေးဘူးငါကိုသူ့ကိုကလေးထိန်တယ်လို့နောက်ကနေတိတ်တဆိတ်ကာကွယ်ခိုင်းမလို့တော့မပြောနဲ့နော်ဟန်နဲ့ငါနဲ့ကဝိညာဉ်တလင်းကြောက်ပေါင်းဆက်တာနဲ့ဖြိုခွဲတာကိုသူတေသနာလုပ်ရအောင်မယ်စစ်တေနာပတိလေးကလည်းစစ်ရေးတွေကိုပြန်ပြင်ဆင်ရအောင်မယ်မင်းမသွားရင်ဘသူသွားမှာလဲဇွန်ဘီအုပ်စုတွေခန်းစစ်လိုင်းကိုထိုးဖောက်လာတယ်ငါတို့လူသားစခန်းရဲ့ငြိမ်းချမ်းရေးကိုနှောက်ယှက်နေကြတယ်ငါနဲ့အတူစစ်ထွက်ပြီးရှင်းထုတ်ကြစမ်းတက်ကြအကယ်ဒမီကအဲ့ဒီယူနေတဲ့သူတွေကသူ့အတွက်အတူတူထွက်ပေးကြတာသူကဝိညာဉ်တလင်းကြောက်တွေကိုတန့်စင်ပေးနိုင်တယ်လို့တန်တရားရှိနေကြတယ်အကယ်ဒမီကအယူတွေကတော့သူ့ဘက်ကနေစုပေါင်းပြီးကာကွယ်ပေးခဲ့ကြတာဒါပေမဲ့သူတို့ကကောက်နှံပေးတာ3000ပဲလွှဲပေးခဲ့တယ်ခွေအထူးသဖြင့်ရှယ်မျိုးနယ်စုစခန်းကပေါ်သူတို့ကောက်နှံရဲ့ထက်ဝက်ကပထမခံတက်စီသွားတယ်လို့သတင်းထွက်နေတာငါတို့စီကိုတော့10ပုံတပုံပဲပေးတယ်ဟုတ်ပါတယ်ငါ့ကိုလှည့်စားဖို့မကြိုးစားနဲ့အမှန်တိုင်းပဲပြောစမ်းဒီကောင်လေးဂူလင်းရွံရဲ့တဘာဝလွန်စွမ်းအားကအတိအကျပါလဲသူကဝိညာဉ်တလင်းကြောက်တွေကိုတန့်စင်ပေးနိုင်တယ်လို့တန်တရားရှိနေကြတာပါမင်းတေချာလို့လာမဟုတ်ရင်ဟိုအဖိုးကြီးယူချင်းကဘာလို့သူ့ကိုဆရာလို့ရိုးရိုးသေးသေးခေါ်နေမှာလဲအကယ်ဒမီကကြီးညာထားတာပဲလေဝိညာဉ်တလင်းကြောက်ကိုတန့်စင်ပေးနိုင်တဲ့သူကအကယ်ဒမီရဲ့တခင်ဖြစ်ရမယ်တဲ့အမှန်ပဲဖြစ်ဖြစ်အမှားပဲဖြစ်ဖြစ်ငါတော့ပြောရမှာပဲဒါမှမင်းတေချာအာယုံဆိုင်မှာအကယ်၍များမဟုတ်ဘူးတပည့်ဖြစ်နိုင်ချေရှိရင်တော့ခွင့်မပြုနိုင်ဘူးဒီနေ့ရဲ့သွေးပူဇော်ပွဲကမကြခင်လာတော့မယ်ဒါဆိုငါလင်းကွေးကိုလှုပ်ပြီးမင်းရဲ့ချိတ်ပိတ်မှုကိုဖြုတ်ခိုင်းလိုက်မယ်တက်ကြပြီးရင်ပထမခံစစ်စခန်းကိုပိတ်ဆို့ဖို့အတွက်နောက်ထပ်စခန်း2ခုကိုသွေးပူဇော်ဖို့ရွေးလိုက်လင်းစီကိုဂူလင်းရွံကိုစောင့်ကြည့်ခိုင်းထားမယ်ရုံရင်ဆန်းခတ်ဖြစ်နေတော့သူ့ကိုဖမ်းခေါ်ခဲ့အမိတ်တိုင်းမှာဂူလင်းရွံမင်းကြောင့်လူတွေအများကြီးတေးရတော့မယ်ဒါတွေအားလုံးကမင်းဖြစ်တွေပဲတက်ချက်ကြီးတိုက်ခိုက်ရေးဇွန်ဘီ6ကောင်အဆင့်2နဲ့3ဇွန်ဘီ100နီးပါးဇွန်ဘီစုစုပေါင်းတဲ့တူညကျော်ငါတို့စီမှာတက်ချက်ကြီးတယောက်နဲ့အဆင့်4စိတ်ဝိညာဉ်အစွမ်းရှင်တယောက်ပဲရှိတာတရားဥပဒေနန်းတော်ကတက်စင်လောကိုပဲစောင့်ရတော့မယ်ကိစ္စမရှိဘူးတိုက်ပွဲအတွက်ပြင်ကြမင်းတို့အစုံဖျားကိုစောင့်ထားတကောင်မှလွတ်မသွားစေနဲ့တက်ချက်ကြီးမြန်ပြန်လာခဲ့ပါအဲ့ဒီလိုသွားရင်ခံလိုက်ရပြီးတေးသွားလိမ့်မယ်အဆင့်4စိတ်ဝိညာဉ်အစွမ်းရှင်ကတတ်မှာပေမဲ့စိတ်ဝိညာဉ်စွမ်းအားကုန်သွားနိုင်သေးတယ်သွားပြီဇွန်ဘီအုပ်စုတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီးအခုပြေးရင်လည်းနောက်ကျသွားပြီးသူတေးသွားရင်ငါတို့ပြေးကြတာပေါ့စစ်တေနာပတိလေးကိုယ်တိုင်ခေါ်လာခဲ့သူဆိုတော့ဟုတ်လာပြီးမှတ်နေတာမစင်မကျင်လှုပ်တတ်တဲ့ကလေးတယောက်ဖြစ်နေတာပဲမိသမီးနတ်ဒေဝတပါးကိုတွေးလိုက်ရတယ်လို့ပဲစစ်မြေပြင်ကိုရှင်းလင်းကြနောက်ထပ်ဇွန်ဘီအုပ်စုကိုရှာဟုတ်ခဲ့ပါအထက်လူကြီးအဖေကြီးငါလာပြီးတညရဲနဲ့ငါအဆင့်2ဝိညာဉ်တလင်းကြောက်တွေကိုတန့်စင်လိုက်တာနွားတကောင်လုံးကိုတောင်တတ်နိုင်တယ်လို့ခံစားနေရတယ်နောက်ဆိုတက်ချက်ကြီးကူကငါရဲ့အဖေပဲငါအဖေရင်းအောင်ဘေးဖယ်ပေးရမယ်ရဲ့အဖိုးကြီးငါစိတ်ဝိညာဉ်စွမ်းအားပြန်ကောင်းသွားပြီဒီဝိညာဉ်ပလဲတွေကိုစစ်တေနာပတိလေးစီပို့ပေးလိုက်ပါရဲ့အဖိုးကြီးဟုတ်လား
တက်ချက်ကြီးအဖေကြီး